Hull City အသင်းနဲ့စတင်ဖွင့်ရမယ့် United အသင်းရဲ့ Premier League ခီးလန်းအစ Hull City နဲ့ United ပွဲကြိုရင်ကုန်တန်းဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရီချမ်းပါ2026-29 Premier League ပြိုင်ပွဲကြီးဒီကနေ့မှာပဲပြန်လည်စတင်တော့မှာဖြစ်ပါတယ်။လအတော်ကြာစောင့်ဆိုင်းနေရတဲ့ United ပြည်သက်တွေအတွက် United အသင်းရဲ့တရားဝင်ပွဲစဉ်တွေပြန်လည်ရောက်ရှိလာခဲ့ပြီး Premier League ရဲ့အဖွင့်ပွဲစဉ်အဖြစ်ဒီနေ့မှာတန်းတက်လာခဲ့တဲ့ Hull City အသင်းရဲ့အိမ်ကွင်းကိုတွားရောက်ရှင်ပြန်ရမှာလည်းဖြစ်ပါတယ်။ဒီဂျပန် United အသင်းရဲ့ဘုတ်ဖွဲ့တွေဟာအသင်းရဲ့လိုအပ်နေတဲ့နေရာတွေအတွက်ဆက်လက်ဖြည့်တင်းမှုစူးစမ်းလာခဲ့တာကိုမြင်တွေ့လာခဲ့ရပြီး Brighton အသင်းရဲ့ကွင်းနယ်ကစားသမားဖြစ်သူဘာလဲဘာကိုခေါ်ယူနိုင်တော့မဲ့သတင်းတွေလည်းအတိအကျထွက်ပေါ်လာခဲ့ပြီးလည်းဖြစ်ပါတယ်။ United အသင်းဟာနီးပြဟောင်းအာမိုရင်လက်ထက်ကလေးကဘာလဲဘာကိုအတော်လေးစိတ်ဝင်စားစောင့်ကြည့်ခဲ့ပြီးခေါ်ယူဖို့လည်းစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့လည်း Brighton အသင်းဟာပြောင်းရွှေ့ကြီးပေါင်သန်း100ကျော်အလိုရှိနေခဲ့တာကြောင့်လက်လျှော့ခဲ့ရပြီးဘာလဲဘာကိုယ်တိုင်ကလည်းသူ့ရဲ့အိမ်မက်အသင်းဖြစ်တဲ့ United အသင်းကိုပြောင်းရွှေ့ခွင့်မရရှိခဲ့တာကြောင့်စိတ်ဒဏ်ရာအနှဲငယ်ရရှိသွားခဲ့ပြီးခြေစွမ်းတွေလည်းထိုးကျသွားခဲ့ကဒဏ်ရာတွေလည်းမကြာခဏဆိုသလိုပေါ်လာတတ်ပါတယ်။အစောပိုင်းမှာတော့ United အသင်းဟာဘာလဲဘာကိုပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားစောင့်ကြည့်ခဲ့ပေမဲ့ဒဏ်ရာပြဿနာရှိနေခဲ့တာကြောင့်လက်ရှောင်နေရင်းကနေအခုခါမှာတော့မပြင်းထန်တဲ့ဒဏ်ရာချင်းတွေကြောင့်ရဲ့ Brighton အသင်းဘက်ကပြောင်းရွှေ့ကြီးကိုရှော့ချခဲ့တာကြောင့်ရဲ့နဲ့ Newcastle အသင်းဘက်ကပါခေါ်ယူဖို့ကြိုးစားခဲ့တာကြောင့်ဘာလဲဘာကိုပြန်လည်ခေါ်ယူဖို့ကြိုးစားခဲ့တယ်လို့ပြောရမှာလည်းဖြစ်ပါတယ်။ဒီကနေ့ညနေမြန်မာစံတော်ချိန်6နာရီမှာတော့ United အသင်းဟာတန်းတက်အသင်းဖြစ်တဲ့ Hull City အသင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပြီးအတော်လေးကိုစိတ်ဝင်စားရမယ့်ပွဲစဉ်တစ်ခုလည်းဖြစ်ပါတယ်။ Hull City အသင်းဟာလက်ရှိတန်းတက်လာတဲ့အသင်းတွေထဲမှာငွေကြေးသုံးစွဲမှုအနည်းဆုံးဖြစ်သလို Premier League မှာတန်းပြန်တင်ကြံရစ်ခဲ့ဖို့ရည်ရွယ်ချက်သိပ်ပြီးရှိပုံမပေါ်တဲ့အသင်းလို့လည်းပြောရမှာဖြစ်ပါတယ်။ကျွန်တော်တို့ United အသင်းကတော့မနစ်ကယာဒီဝက်မှာတဲ့က Michael Carrick နဲ့အတူကောင်းမွန်တဲ့ယာဒီဝက်ကိုပိုင်ဆိုင်ခဲ့တယ်လို့ဒီနှစ်မှာပဲဥရောပအကောင်းဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ Champions League ကိုပြန်လည်ကစားရတော့မှလည်းဖြစ်ပါတယ်။ဒါပေမဲ့အသင်းပိုင်ရှင်တွေကတော့ကောင်းမွန်တဲ့အပြောင်းရွှေ့တွေကိုလှုပ်ဆောင်ထားရခြင်းမရှိဘဲအပြောင်းရွှေ့တွေကိုတွေးဝေနေတာကြောင့်အခုယာဒီစတင်တော့မယ့်အချိန်မှာအသင်းမှာအားနည်းချက်များစွာရှိနေတဲ့နေရာများစွာကလည်းတိတာလွန်းနေတယ်လို့ပြောရမှာလည်းဖြစ်ပါတယ်။ Hull City နဲ့ United အသင်းဟာ2019ခုနှစ်မှာနောက်ဆုံးတွဲဆုံထားရတာဖြစ်ပြီး10နှစ်ကျော်ကြာဝေးကွာနေတဲ့အသင်းတွေလည်းဖြစ်ပါတယ်။အရင်ကနောက်ဆုံးတွဲဆုံထားတဲ့3ချိန်မှာတော့တစ်ချိန်စီအနိုင်ရရှိထားခဲ့ပြီးတစ်ချိန်တော့အသေးရရှိထားတာလည်းဖြစ်ပါတယ်။နီးပြ Michael Carrick နဲ့ United အသင်းဟာရာသီကြိုခြေစမ်းပွဲစဉ်တွေမှာရလက်တွေကောင်းမွန်ခဲ့သလို Michael Carrick ရဲ့ကောင်းမွန်တဲ့ကစားဟန်တွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဆိုတော့ဒီရာသီ Premier League အဖွင့်ပွဲစဉ်ဖြစ်တဲ့အဝေးကွင်းပွဲစဉ်မှာ United တို့ဘာတွေပြင်ဆင်လှုပ်ဆောင်လာမလဲဆိုတာစောင့်ကြည့်အားပေးသွားရမှာဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးတွေ့သွားကြရအောင်ပါခင်ဗျာဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နေပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာပြီးဖို့ကကြည့်နေတဲ့ညီကိုများလည်း follow လေးလုပ်ခဲ့ပြီးဖို့မြစ်တာရက်ခံကြသည်များကြည့်ရှုအားပေးခဲ့တဲ့ဘော်ဒါအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ